မင်္ဂလာပါရှင်တတမီမီလေးတွေအကြိုက်ဖတ်ထုတ်လှုပ်ရှားဖြစ်လို့လုံနည်းလေးကိုမျှဝေပေးပါမယ်ရှင်အခုလုပ်ပြထားတဲ့ဖတ်ထုတ်ကတော့နိုင်လွန်ငပဲဖတ်ထုတ်လေးပါဖတ်ထုတ်သားကဂျုံနဲ့လှုပ်ထားတာမဟုတ်တဲ့အတွက်ပေါင်းပြီးတဲ့အခါမှာအယောင်အကြီးလေးဖြစ်ပြီးတော့စားကျင်စပွဲကောင်းပါတယ်အရင်ဦးဆုံးငပဲတွေကိုနှုတ်ဆင်းထားတဲ့ကျက်မိတ်ထည့်ပါမယ်ငရုတ်ကောင်းထည့်ပါမယ်ရှင်နှုတ်ဆင်းထားတဲ့ကော်ပီလည်းထည့်ပါမယ်မုံလာဥနီအတုံးသေးလေးထားတာလေးတွေထည့်ပါမယ်ဒါကတော့ကျက်တုံပြူပါညအောင်ကြိတ်ထားပြီးတော့ထည့်လိုက်ပါတယ်ဂျင်းကြိတ်ထားတာလည်းထည့်လိုက်ပါတယ်ပြောင်းကုန်မှုကိုဓမင်းစားစုံနဲ့3စွန်းစာလောက်ထည့်လိုက်ပါတယ်ကြက်ဥတစ်လုံးထည့်ပါမယ်နှမ်းစီမွေလည်းထည့်ပါမယ်ရှင်။နေမဲလက်အိတ်ကိုလည်းငပဲတွေမကတ်စီရန်အတွက်စီတုပ်ပြီးနေပါမယ်။ဒါဆိုရင်တော့နေတဲ့အခါမှာငပဲတွေကလက်အိတ်ကိုမကတ်တော့ပါဘူးရှင်။နှံ့အောင်နေပြီးရင်တော့ခဏနှက်ထားလိုက်ပါမယ်။ဖတ်ထုတ်ရွယ်လုပ်ပါမယ်ရှင်။မွေးကုံမို့အနီရောင်အထုပ်80ဂရမ်ထည့်ပါမယ်။ပြောင်းကုံမို့ကိုလည်းစားရူပဲ80ဂရမ်ထည့်လိုက်ပါတယ်ရှင်။စားဦးတော့လက်ပတ်စားစုံရဲ့3မှုတစ်ပုံလောက်ထည့်ပါမယ်။နှံ့အောင်ဝှေပေးထားလိုက်ပါတယ်ရှင်။ပြီးရင်ရင်နွေးစုစုကိုကော်မုတ်တွေထဲကိုလောင်းထည့်ရပါမယ်။ထည့်တဲ့အချိန်မှာလည်းမှွေပေးနေရပါမယ်ရှင်။ကော်မုတ်အသားကထွေးထွေးလေးဖြစ်နေပြီဆိုရင်တော့အောက်ကိုချပြီးတေချာလေးနေပေးလို့ရပါပြီ။ဒီမှာထည့်လိုက်တဲ့ရေပမာဏကတော့160မီလီလီတာထည့်ပါတယ်။5မိနစ်လောက်နေပေးလိုက်ရင်တော့ချောချောညက်ညက်လေးဖြစ်နေပြီးတော့အသုံးပြုလို့ရပါပြီရှင်။3ပုံတစ်ပုံလောက်ကိုယူပြီးတော့ဖုကာလာအစိမ်းရောင်ထည့်ပါမယ်။ဖုကာလာကိုမသုံးချင်ဘူးဆိုရင်တော့ဆိုးမိုးရက်ကိုကြိတ်ပြီးတော့ရလာတဲ့အရည်ကိုထည့်ပြီးအသုံးပြုလို့ရပါတယ်ရှင်။ပြီးရင်တော့အနေတော်အတုံးလေးတွေကိုပိုင်းဖြတ်လိုက်ပါတယ်အစိမ်းရောင်လေးတွေကိုလည်းအဖြူနဲ့အရည်အတွက်တူတူပဲပိုင်းဖြတ်လိုက်ပါတယ်ရှင်ပန်းပွင့်ဖတ်ထုတ်ပုံစံဒိတ်ပိုင်းလေးမှာအစိမ်းရောင်လေးသုံးချင်တဲ့အတွက်
ဘေးဘက်မှာလည်းအခုလိုမျိုးလေးအစိမ်းရောင်ထားပေးလိုက်ပါတယ်အနည်းတော့အပြားလေးဖြစ်ဖို့ဒလိန်တုံးလေးနဲ့ပြားပေးလိုက်ပါတယ်ရှင်သူကဂျုံလိုမျိုးသိပ်ပြီးတော့ဂိုင်းလို့မကောင်းပါဘူးဒါပေမဲ့ပေါင်းပြီးတဲ့အခါကျရင်တော့အကြည်ရောင်လေးဖြစ်ပြီးတော့စားရတာလည်းအီးလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်မပေါက်ထွက်အောင်နဲ့လိုချင်တဲ့ပုံစံလေးရအောင်တော့ဂရုစိုက်ပြီးထုတ်ပေးလိုက်ပါတယ်အခုလုပ်ပြနေတဲ့ပုံစံလေးကတော့ထိတ်မှာပန်းပွင့်ပုံစံလေးနဲ့ပါနောက်တစ်ခုကြည့်ရအောင်ထပ်လုပ်ပြပေးပါမယ်ပေါင်းကန်စကားမှာမကက်စီရန်အတွက်တော့စီတုပ်ပြီးလည်းပေါင်းလို့ရပါတယ်ဒီမှာကတော့ဘေကင်ပေပါလေးခံပြီးပေါင်းလိုက်ပါတယ်ရှင်ရင်နွေးစုစုမှာ15မိနစ်လောက်ပေါင်းပေးလိုက်ရင်ကျပ်ပါပြီအယောင်အကြည်လေးနဲ့စားချက်စပွဲပထုပ်လေးတွေရနေပါပြီရှင်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘေးရန်ကင်းကွာပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်